အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာနောက်တစ်ဆင့်ဖြစ်တဲ့တိုင်တိုပေါ့နော်တိုင်တိုကိုဘယ်လိုထိုးရလဲဆိုတာကိုအသေးစိတ်ကလေးအနိကထိုးပြပေးပါမယ်ဒါလေးတွေတိုင်တိုဆိုတာဒီလိုမျိုးလေးတွေပေါ့နော်ဒီလိုလေးတွေနော်ဒါလေးဒီလိုပုံစံလေးရဖို့အတွက်ဘယ်လိုထိုးရလဲဆိုတာလေးကိုအလွယ်ကူဆုံးလေးထိုးပြပါမယ်အရင်ဆုံး slit knot လေးလုပ်မယ် slit knot လေးလုပ်တဲ့ဗီဒီယိုသင်ခန်းစာလေးကိုရှေ့မှာသင်ပေးထားခဲ့ပြီ slit knot လေးပြီးလို့ရှိရင်ဒီလိုဖုံမီးတိုင်လေးကိုထိုးမယ် slit knot လေးကနေစပြီးဒီလိုဖုံမီးတိုင်လေးတွေထိုးသွားမယ်ပေါ့နော်ဒီမှာမမေကတော့ဖုံမီးတိုင်လေးတွေထိုးထားခဲ့ပြီအခုကတိုင်တိုထိုးပြမယ်ဆိုတော့လေဖုံမီးတိုင်လေးတွေထိုးရမယ်ဒီဖုံမီးတိုင်လေးကိုမထိုးတတ်သေးဘူးဆိုလို့ရှိရင်လည်းရှေ့ဗီဒီယိုလေးမှာထိုးထားတာရှိတယ်နော်အဲ့ဒါလေးကိုသွားကြည့်လို့ရတယ်အခုဒီနေ့ကတိုင်တိုကိုထိုးပြမယ်တိုင်တိုကတော့ဒီအခြေခံအကျဆုံးအယုတ်လေးတွေထိုးရဲဆိုလို့ရှိရင်လည်းတိုင်တိုကိုအများဆုံးအသုံးပြုပြီးထိုးတယ်ပေါ့နော်အဲကြောင့်အယုတ်လေးတွေထိုးခြင်းတယ်ဆိုလို့ရှိရင်ဒီတိုင်တိုလေးတွေထိုးတက်ရုံနဲ့ပဲအယုတ်သေးလေးတွေပေါ့နော်ကိုယ်နဲ့ကိုစံထိုးကြည့်လို့ရနိုင်မှာဖြစ်တယ်အဲကြောင့်မလို့မင်းနဲ့တူတူဒီတိုင်တိုလေးတွေဘယ်လိုထိုးလဲဆိုတာကိုလိုက်ပြီးတော့ထိုးကြည့်ကြမယ်နော်အရင်ဆုံး slit knot လေးထိုးမယ် slit knot လေးကနေပြီးတော့မှဒီလိုဖုံမီးတိုင်လေးတွေထိုးသွားမယ်ဖုံမီးတိုင်လေးတွေကိုကိုလိုချင်တဲ့လောက်အရှည်ပေါ့နော်ထိုးသွားလို့ရတယ်မင်းကတော့ဒီနေ့ဒီမှာထိုးပြမှာဖြစ်တဲ့ကြောင့်မို့လို့အရှည်ကြီးမလုပ်တော့ဘူးပေါ့နော်ဒီလောက်လေးနဲ့ပဲဖုံမီးဒီတိုင်တိုလေးတွေဘယ်လိုထိုးသွားလဲဆိုတာလေးကိုပဲတေချာလေးပြပေးပါမယ်ဆိုတော့အခုဒီဖုံမီးတိုင်လေးကဒီလိုလေးအဆုံးသက်သွားပြီနော်ဒီလိုလေးအဆုံးသက်သွားပြီဆိုလို့ရှိရင်အခုဒီခြီထွက်ထားတဲ့အပေါက်ပေါ့နော်ဒီအပေါက်ခြီလေးထွက်နေတဲ့ပေါက်လေးဒီခြီလေးထွက်နေတဲ့ပေါက်လေးပေါ့နော်ဒီခြီထွက်အပေါက်လေးအဲ့အပေါက်လေးကိုမထိုးဘူးဒီအဲ့ပေါက်လေးကိုခြီထွက်နေတဲ့ပေါက်လေးကိုကြော်ပြီးတော့ဒီနောက်တစ်ပေါက်နောက်ကအပေါက်ဒီအပေါက်လေးကနေစထိုးပါမယ်โอเคအဲ့ဒါဆိုရင်ဒီခြီထွက်နေတဲ့အပေါက်လေးကိုကြော်မယ်ပြီးရင်ဒီနောက်တစ်ပေါက်ကိုထည့်မယ်နောက်တစ်ပေါက်လေးထဲမှာအကိုထည့်မယ်ထည့်ပြီးလို့ရှိရင်ခြီရစ်တာကအတူတူပဲเนาะရှေ့ဖုံမီးတိုင်းမှာထိုးခဲ့တော့ကခြီရစ်ခဲ့တယ်လို့ပဲအောက်ကနေအပေါ်ကိုကုတ်ပြီးတော့အကောက်ကလေးနဲ့ချိတ်ယူလာပြီးတော့ဒီအဝင်ထားတဲ့ဒီအပေါက်ဒီခြီပေါက်လေးเนาะအဝင်ထားတဲ့ဒီအပေါက်လေးတွေကိုပဲအဲ့အပေါက်လေးတွေကနေပဲပြန်ပြီးတော့ဆွဲထုတ်လာမယ်ဒီလိုလေးဆွဲထုတ်လာမယ်သူเนาะโอเคနောက်တစ်ခေါက်ပြန်ပြပေးမယ်เนาะโอเคပထမဆုံးဒီခြီထွက်ထားတဲ့အပေါက်လေးကိုကြော်မယ်ကြော်ပြီးတော့ဒီဒုတိယအပေါက်ကနေအကိုထည့်မယ်ထည့်ပြီးလို့ရှိရင်ခြီကိုအောက်ကနေအပေါ်ကိုကုတ်ယူမယ်အကောက်ကလေးကနေထိပြီးဆွဲလာမယ်ဒီအဝင်ထားတဲ့အပေါက်ကလေးကနေပဲသူ့ကိုပြန်ပြီးတော့ဆွဲထုတ်လာမယ်ခြီကိုဆွဲထုတ်လာပြီဒီလိုဆိုလို့ရှိရင်ဒီအပေါ်မှာခြီနှစ်ပင်ဖြစ်သွားပြီเนาะဒီအပေါ်မှာခြီတိုင်လေးနှစ်တိုင်ဖြစ်သွားပြီတစ်တိုင်နှစ်တိုင်အဲ့လိုခြီတိုင်လေးနှစ်တိုင်ဖြစ်သွားပြီဆိုလို့ရှိရင်မင်းတို့ကဒီနှစ်တိုင်ကိုတစ်တိုင်နဲ့ပြန်ပြီးတော့ဆွဲချုပ်မှာဘယ်လိုချုပ်မလဲဆိုရင်ခုနအတိုင်းပဲခြီလေးကိုအောက်ကနေအပေါ်ကိုရစ်ယူလာမယ်ရစ်ယူလာပြီးတော့အကောက်ကလေးကနေခြီကိုဆွဲလာမယ်ပြီးလို့ရှိရင်ဒီအပေါ်မှာရှိနေတဲ့ဒီနှစ်တိုင်စလုံးရဲ့အပေါက်ကနေဆွဲထုတ်မယ်နော်ဒီမှာပထမတစ်တိုင်နောက်ထပ်တစ်တိုင်တစ်ခါလေးဆွဲထုတ်လိုက်မယ်အဲဆိုဒီလိုဖြစ်သွားပြီနော်နောက်တစ်ပေါက်ကိုပြပေးမယ်နောက်တစ်ပေါက်ကိုထည့်မယ်ခြီလေးကိုဆွဲယူလာမယ်โอเคအပေါ်မှာခြီနှစ်ပင်ဖြစ်သွားပြီဆိုရင်တစ်ပင်နဲ့ဖြစ်အောင်ခြီလေးကိုတစ်ခေါက်ဆွဲရည်ယူမယ်အောက်ကနေခြီကိုပေါ်ရစ်မယ်အကုတ်ကလေးနဲ့ဆွဲလာမယ်เนาะ
ဒီမှာနှစ်ပင်လုံးရဲ့အပေါက်ထဲကနေဒီလိုတစ်ပြိုင်နဲ့ဆွဲထုတ်လာမယ် okay နောက်တစ်ပေါက်သွားမယ်နောက်တစ်ပေါက်မှာအထည့်မယ်ခြေလေးကိုဆွဲယူလာမယ်ပေါက်လေးကနေထုတ်မယ်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီဆိုရင်ခြေလေးကိုတစ်ခေါက်ထပ်ရစ်ယူပြီးတော့မှနှစ်ပေါက်စလုံးကနေတစ်ခေါက်တည်းဒီလိုဆွဲထုတ်ယူလာမယ်ဒါဆိုရင်အပေါ်မှာတစ်ပင်ပဲကျန်တော့တယ်နောက်တစ်ပေါက်သွားမယ်အကူထည့်မယ်ခြေလေးကိုဆွဲယူလာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီဆိုရင်ခြေကိုဆွဲယူပြီးတော့မှပိုးပြီးတော့မှတစ်ခါတည်းဆွဲပြီးတော့ချုပ်လိုက်မယ်ဆွဲချုပ်လိုက်မယ်ဆိုတာအဲ့နှစ်ပင်အပေါ်မှာရှိတဲ့ခြေနှစ်ပင်ရဲ့အပေါက်ကြားတဲ့အပေါက်လေးတွေကနေကိုဆွဲယူလာတဲ့ခြေကိုတစ်ခါတည်းဆွဲထုတ်လိုက်တာပေါ့နော်နောက်တစ်ပေါက်ဝါမယ်ခြေလေးကိုဆွဲယူလာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီဆိုရင်ခြေကိုဆွဲယူပြီးတော့မှတစ်ခါတည်းစုပြီးတော့ညံလာမသိဘူးစုပြီးတော့ဆွဲချုပ်လိုက်မယ်โอเคနောက်တစ်ပေါက်ကိုသွားမယ်ခြေကိုဆွဲယူလာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီဆိုရင်တစ်ခါတည်းဆွဲပြီးတော့ချုပ်လိုက်မယ်နော်နောက်တစ်ပေါက်ကိုတွားမယ်အပေါက်လေးနဲ့ဆွဲယူလာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီနော်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီဆိုရင်ခြေလေးကိုဆွဲယူမယ်အကောက်ကလေးနဲ့ဆွဲလာမယ်အဲဒီနှစ်ပေါက်စလုံးကနေဆွဲထုတ်ပြီးတော့ယူလိုက်မယ်နော်တွေ့ပါတယ်နော်ဒီပါတိုင်တိုရလေဒီတိုင်တိုလေးထိုးတက်ယုံနေပဲအယုတ်သေးသေးလေးတွေထိုးလို့ရတယ်ပတ်ဆိုင်သေးသေးလေးတွေထိုးလို့ရတယ်နော်ဒီတိုင်တိုလေးကလေအရင်အခြေခံကြပြီးတော့မှညီရတော်တော်များများမှာဒီတိုင်တိုလေးတို့အခြေခံပြီးတော့ထိုးရတယ်ပေါ့နော်ကျိုးတွေထိုးတဲ့ခါမှာပဲဖြစ်ဖြစ်ခြေလေးကိုဆွဲယူလာမယ်နှစ်ပင်ပေါင်းချုပ်မယ်ပေါက်လေးနဲ့အထစ်မယ်ဆွဲချုပ်လာမယ်နော်ဒီမှာဒီကဖူမီလေးတွေဒီလိုဖူမီပေါက်ကလေးတွေရှိတယ်ဖူမီတိုးခဲ့တော့ဒီလိုပေါက်ကလေးတွေအဲဖူမီပေါက်လေးတွေကိုအပ်ထည့်မယ်နော်โอเคဖူမီနောက်တစ်ပေါက်ထဲကိုအပ်ထည့်မယ်ခြေကိုဆွဲရစ်လာမယ်ထုတ်မယ်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီဆိုရင်ခြေကိုဆွဲရစ်ပြီးတစ်ခါတည်းသူ့ကိုပေါင်းချုပ်မယ်ဖူမီလေးနောက်တစ်ပေါက်ထဲကိုတွားမယ်အကိုထည့်မယ်ခြေကိုဆွဲယူလာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီဆိုရင်တစ်ခေါက်တည်းပြန်ပူးချုပ်မယ်โอเคဖူမီလေးနောက်ဆုံးပေါက်ပဲကျန်တယ်နော်ဖူမီလေးနောက်ဆုံးပေါက်ကိုတွားမယ်ခြေကိုဆွဲယူလာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီဆိုရင်တပင်နဲ့ပေါင်းပြီးတော့ချုပ်လိုက်မယ်နော်ဒါဆိုရင်တန်းလေးပြေးသွားပြီဒီမှာတန်းပြေးသွားပြီပေါ့နော်โอเคဒီတန်းပြီးသွားပြီဆိုရင်နောက်တန်းဘယ်လိုသွားလဲဆိုတော့ဆက်ပြီးတော့ပြပေးမယ်โอเคတခုမှတ်ထားဖို့ကဒီလိုတန်းပြီးသွားလို့နောက်တန်းကိုတက်တော့မယ်ဟေးဆိုလို့ရှိရင်ဖူမီလေးတစ်တိုင်းဖူမီတိုင်လေးပေါ့နော်ဖူမီတိုင်လေးတစ်ခုထိုးပြီးတော့မှအမြဲတမ်းတန်းတက်ခဲ့ပါပေါ့နော်အခုဖူမီလေးတစ်ခုထိုးလိုက်မယ်နော်ဖူမီထိုးလေးလို့ရှိပြီးတော့မှပြပေးထားတယ်နော်လို့လေဖူမီလေးတစ်တိုင်းထိုးလိုက်မယ်ထိုးပြီးဆိုရင်တစ်ဖက်ချမ်းကိုပြန်ပြီးတော့လှည့်လိုက်မယ်နော်ဒီဘက်ချမ်းကိုပြန်လှည့်မယ်ခုနကဒီလိုထိုးသွားခဲ့ပြီအခုဒီဘက်ကိုလှည့်လိုက်တယ်လှည့်ပြီးတော့မှအခုဒီကနေဒီလိုပြန်ထိုးလာမယ်โอเคဖူမီတိုင်လေးတစ်တိုင်းထိုးပြီးတော့အတန်းတက်ခဲ့ပြီနော်ဆိုရင်အခုဒီမှာပထမဆုံးမြင်နေရတဲ့ဒီအပေါက်ကလေးခြေကိုဒီအပေါက်လေးတွေကြာနော်ဒီအပေါက်လေးမှာထိုးမယ်ပြီးရင်ဒီအပေါက်လေးမှာထိုးမယ်ပြီးရင်ဟိုမှာတိုင်တိုလေးပထမတန်းကထိုးခဲ့တဲ့တိုင်တိုဒီအခုံးလေးတွေတွေ့တယ်မလားနော်ဒီအခုံးလေးတွေအဲ့အခုံးလေးတွေတစ်ခုံးနဲ့တစ်ခုံးကြားတယ်ဒီတစ်ခုံးနဲ့တစ်ခုံးကြားလေးတယ်ဒီတစ်ခုံးနဲ့တစ်ခုံးဒီကြားလေးတယ်အဲ့အခုံးကြားလေးတွေကိုထည့်ပြီးတော့မှထိုးပါမယ်
okay single ပေါ့နော်ဒါကို single crochet ဆိုလည်းခေါ်တယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့သူတို့အတူကောက်ဒီလို pattern တွေပါဖတ်တဲ့အခါမှာသူတို့အတူကောက်ဘယ်လိုသုံးလဲ SC ပေါ့နော်အဲ့လိုအတူကောက်စလုံးလေးနဲ့ရေးပြီးတော့သုံးကြတယ်okay ဒုတိယတန်းထိုးမယ်ဆိုလို့ရှိရင်ဒီချီကိုဒီမှာနှိုက်မယ်ဒီချီကိုဒီမှာနှိုက်တဲ့ခါကျလို့ရှိရင်မင်းတို့ကဒီလိုကြည့်လိုက်ဒီလိုကြည့်ရှင်ပုံမှာဒီလိုဖုံမီလေးမြင်နေရတယ်လားဒီလိုနော် V shape လမ်း V shape လေးလိုလေးတွေဒီလို V shape လိုလေးတွေဒီလို V လေးတွေလိုမြောင်းလေးတွေ့တယ်အဲ့မှာဒီလိုအပေါက်ကနေနှိုက်လိုက်ရင်ဟိုဘက်ဒီဘက်ပေါ့နော်ဒီဘက်ထိနော်ဒီဘက်ထိတစ်ခါလေးရအောင်နှိုက်ရမှာဒီလိုဒီ V လေးကိုတစ်ခါလေးနှိုက်ရမှာဒီလိုတပင်နဲ့ပါလာလို့မဟုတ်ဘူးเนาะပြီးလို့ဒီလိုနှစ်ပင်နဲ့တစ်ခါလေးနှစ်ပင်ကိုတစ်ခါလေးယူပြီးတော့ထိုးမယ်ဒီလိုတပင်နဲ့ယူတာလေးဒါရှိရပေါ့နော်ဒါကတော့ next level တော့အခါကျလို့ရှိရင်တော့ပုံလေးပါလေးဖော်တဲ့ခါမှာကိုလိုချင်တဲ့ပုံစံလေးတွေဖော်တဲ့ခါမှာဒီလိုတဒန်းနဲ့ထိုးတာမျိုးလေးတွေရှိလဲနောက်ပိုင်းကျလို့ရှိရင်မင်းသင်ပေးပါမယ်အခုလောလောဆယ်တော့ဒီတိုင်တိုလေးပေါ့နော် single ပေါ့နော်အရိုးရှင်ဆုံးတိုင်တိုလေးတွေကိုဒီလိုဂျားလေးတွေကနေဝင်ပြီးတော့မှပဲထိုးမယ်မန်ဒီပဲဂျားလေးတွေကိုဝင်မယ်ဝင်ပြီးလို့ရှိရင်ဒီဘက်မယ်ဒီနှစ်ပင်စလုံးเนาะဒီနှစ်ပင်စလုံးအောက်ကိုဒီလိုလေးโอเคအဲ့လိုနေရာလေးဒီမှာဒီကနေအက်ကိုထည့်မယ်ပြီးဒီဘက်မှာဒီလိုလေး V shape ကလေးเนาะအဲ့လိုနေရာလေးဒီမှာထိုးသွားပါမယ်โอเคမနော်ဒီအပေါက်ထဲကိုအထည့်မယ်နော်ထည့်လိုက်ပြီဒီဘက်မှာကြည့်မယ်နော်ဒီမှာတက်လာဒီလိုနှစ်ခုစလုံးပြီးမှချီကိုကော်ယူနေကြပုံစံတိုင်းလေးပဲအလေးနဲ့ကော်ယူပြီးတော့အထည့်ထားတဲ့ဒီနှစ်ပေါက်စလုံးကြားထဲကနေပဲသူကိုပြန်ဆွဲထုတ်လာဒါဆိုရင်အပေါ်မှာနှစ်ပင်ဖြစ်သွားပြီနှစ်ပင်ဖြစ်သွားရင်ချီပြီးတော့မှတစ်ခါလေးစုပြီးတော့ချုပ်လိုက်မယ်နောက်တစ်ပေါက်ကိုလည်းအဲ့လိုပဲဒီမှာနော်တခုံးနဲ့ဒီနှစ်ခုံးနဲ့ဒီကြားလေးတွေကနေဟိုဘက်ကနေ V လိုလေးနှစ်ခုစလုံးကိုပါအောင်ဟိုဘက်ဒီဘက်ဒီလိုလေးထိုးမယ်ပြီးရင်အဲ့ဒီပေါက်လေးကနေချီကိုဆွဲယူလာမယ်အပေါ်မှာနှစ်ခုပြသွားရင်တခုတည်းပေါင်းချုပ်လိုက်မယ်နောက်တစ်ခုဒီနှစ်ခုံးလေးကြားတဲ့ကိုအထည့်မယ်ဟိုဘက်ဒီဘက်ကိုနော်ဒီလိုလေးနော်ဟိုဘက်ဒီဘက်ကိုV ပုံစံလေးအဲ့မှာနှစ်ခုစလုံးနှစ်ပင်ရသွားပြီပေါင်းချုပ်လိုက်မယ်ဟုတ်ပါဘူးဒီကနော်များထိုးပြီးပါကိုမှရှိတဲ့ချီပေါ့နော်ချီလေးတွေနဲ့ဒီအခြေခံလေးတွေကိုလက်လေးအသားကျသွားအောင်ဖုန်ပီလေးတွေထိုးမယ်ဒီလိုတိုင်တိုလေးတွေများထိုးမယ်အရင်ဆုံးအဲ့ဒါလေးတွေကိုအရင်ဆုံးလေ့ကျင့်ပါလို့အကြံပေးခြင်းနဲ့အဲ့လိုဆိုဒါလေးတွေကိုထိုးတဲ့ခါကျရင်လက်ကလည်းဒီလိုအသားကျသွားမယ်ပေါ့နော်ချီကိုင်းတာတွေချီယူတာတွေလက်တွေအသားကျသွားလို့ရှိရင်နောက်ပိုင်းကျရင်လွယ်ပြီးတော့မှမြန်ပြီးတော့မှဒီလိုလေးချီလေးတွေကလည်းတစ်ခုနဲ့တစ်ခုညီညာနဲ့တက်ရဲလေးဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုเนาะဒီနှခုံးလေးကြားတွေကနေအကိုထည့်မယ်အကိုထုတ်ချီကိုဆွဲယူမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားရင်ပေါင်းချုပ်လိုက်မယ်နှခုံးကြားတွေကနေထည့်မယ်ဆွဲယူလာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားရင်တပင်နဲ့ပေါင်းချုပ်မယ်နော်မင်းချွေးလေးပြန်ပြပေးမယ်နော်အခုံးလေးနှစ်ခုံးဒီခုံးလေးနှစ်ခုံးကြားတွေကနေအထည့်ပြီးတော့ဟိုဘက်ကိုဒီပုံစံလေးနှစ်ပင်စလုံးယူမယ်နှစ်ပင်စလုံးဒီလိုအပေါ်မှာပေါ်နေရမယ်နော်အဲဒီကနေမှချီကိုဒီလိုဆွဲကောက်ယူလာမယ်အကလေးနဲ့ဆွဲယူလာပြီးအထည့်တဲ့ပေါက်လေးကနေမှချီကိုဆွဲထုတ်လာမယ်နော်ဒီအပေါ်မှာဒီလိုနှစ်ပင်ဖြစ်သွားပြီဆိုရင်ချီကိုတစ်ခါဆွဲယူပြီးတော့မှနှစ်ပင်စလုံးအောက်ကနေပြန်ပေါင်းချုပ်လိုက်မယ်ချီကိုဆွဲယူလာမယ်နှစ်ပေါင်းစလုံးကြားထဲကနေဆွဲချုပ်လိုက်လို့နော်နောက်တစ်တိုင်းနော်နှခုံးလေးကြားတွေကနေအကူထိုးထည့်လိုက်မယ်လိုလေးနော်လိုလေးပြီးချီကိုအကောက်လေးနဲ့ဆွဲယူလာပြီးတော့အပေါ်မှာနှစ်ပင်ဖြစ်သွားရင်ပေါင်းချုပ်လိုက်မယ်ချုပ်လိုက်မယ်နော်ခုံးလေးနှစ်ခုံးဒီကြားထဲကိုထည့်မယ်ချီရဒီနော်ဒီခုံးလေးနှစ်ခုံးကြားထဲကိုအထည့်မယ်လိုလေးချီကိုယူလာမယ်ပေါင်းချုပ်လိုက်မယ်โอเค
နော်နောက်ဆုံးလေးဒီမှာနောက်ဆုံးတစ်ခုကြံနေသေးတယ်လားတစ်တိုင်းနော်ဒီမှာ V ပုံစံလေး V လေးတစ်ခုကြံနေသေးတယ်နော်နောက်ဆုံးတစ်တိုင်းအဲ့ဒါလေးအလုံးနောက်ဆုံးတစ်တိုင်းကြံတာလေးတွေကိုမမေ့ပါနဲ့ဒါလေးကိုနောက်ဆုံးတစ်ခုကြံတဲ့ဟာကိုကဒီလိုကြည့်တော့မမြင်ရအောင်အော်ဒီဘက်မှာခုံမရှိတော့ဘူးချိန်ပြီးတော့မှတစ်ဖက်ကိုပြန်လှည့်လိုက်တဲ့ခါကျလို့ရှင်သူကတက်လေးမတိတ်ပဲနဲ့လူထိတ်ကိုကြီးတစ်ဖြည်းဖြည်းနဲ့အပင်ကနဲလာပြီးတော့မှစောင်းသွားလိမ့်မယ်နော်ဒီမှာဒါဆိုရင်ဒီခုံရယ်ဒီဘက်လေးတစ်ခုံရယ်ဒီလားနှစ်ခုံရှိသေးတယ်အဲ့ဒီနှစ်ခုံလေးကြားထဲကိုဝင်မယ်အဲ့ကလေးကဝင်မယ်ဒီဘက်မှာဒီလားဒီဘက်မှာဗီလိုလေးတစ်ခုကြံနေသေးတယ်အဲ့ကြားထဲကိုဒီလိုလေးနော်ထည့်မယ်ချီကိုထုတ်လာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားရင်တစ်ခါလေးပေါင်းပြီးတော့ချုပ်လိုက်မယ်နော်ဒီလိုလေးရပါတယ်ဒါဆိုရင်တတန်းပြီးတော့တတန်းနှစ်တန်းနော်နှစ်ရိုးပြီးသွားပြီပေါ့ဒီလိုမျိုးလေးနော်ဒီလိုရမယ်โอเคအဲ့ဒါကိုဒီမှာတရူဒီဘက်ကိုတရိုးပြီးသွားပြီဆိုရင်ဒီဘက်ကိုနောက်တရိုးတက်ဖို့အတွက်ဆိုလို့ရှိရင်ထုံးစံတိုင်းပဲလုပ်ရမယ်နောက်တတန်းကိုတက်ဖို့အတွက်ဖုံမီလေးတစ်တိုင်းတက်မယ်ပြီးရင်ဒီဘက်ကိုလှည့်မယ်လှည့်ပြီးဒီမှာပထမဆုံးမြင်နေရတဲ့ဒီတိုင်လေးပေါ့နော်ဒီတိုင်လေးနော်ဒီတိုင်လေးတွေ့လေဒီလိုတဲ့လေးဒီလိုတဲ့လေးနော်ပြီးရင်ဒီအပေါက်မှာဒီပေါက်မှာထည့်မယ်နော်အဲ့ပေါက်ကိုကြော်ပြီးဒီကိုမလုပ်တော့ပါနဲ့ဒီပေါက်ကလေးနဲ့စထိုးရပါမယ်ဒီပေါက်ကိုကြော်ပြီးဒီပေါက်ကိုလုပ်တဲ့ခါကျလို့ရှင်ချီကချုံတယ်လို့ဖြစ်သွားတယ်လို့ကျင်းတယ်လို့ဖြစ်သွားတယ်စောင်းရမယ်နော်ဒီလိုတက်တက်မတက်လာပဲနဲ့ပေါက်လေးရတယ်ထည့်မယ်ဆွဲယူလာမယ်ချုပ်မယ်နော်ဒီမှာနှစ်ခုံကြားလေးထည့်မယ်ဆွဲယူလာမယ်ချုပ်မယ်နော်ဒီမှာနှစ်ခုံကြားလေးကနေထည့်မယ်ဆွဲယူလာမယ်အပေါ်မှာနှစ်ပင်ဖြစ်သွားရင်ပေါင်းချုပ်မယ်နော်ဒီလိုပြပါတယ်နော်ခုကြားထဲမှာအဲ့ကိုထည့်မယ်ဒီဘက်ကနှစ်ပင်စလုံးနော်ပြီးဆွဲယူလာမယ်ချုပ်မယ်နော်ဘယ်ချီနဲ့ပြထိုးလို့ရတယ်နော်ကိုမှရှိတဲ့အိမ်မှာရှိတဲ့ချီကိုမှရှိတဲ့ချီပိုပဲဖြစ်ပေါ့နော်ကိုမှရှိတဲ့ချီလေးနဲ့ထိုးကြည့်ပါဒါမမေကတော့တခြားလေးမြင်ရအောင်လို့ပေါ့နော်ချီဆိုင်ကြီးတာလေးနဲ့အဆိုင်ကြီးတာလေးကိုတုံးပြီးတော့မှပြပေးထားတာပါနော်ဒီမှာနှခုံးကြားရရနေအဲ့လေးကိုထည့်ဒီလိုမျိုးနော်လိုပြီးလိုလေးနှစ်ပင်ရှိနှစ်ပင်စလုံးပေါ်အောင်မယ်ချီကိုဆွဲထုတ်အပေါ်မှာနှစ်ပင်ရသွားရင်ခါလေးဆူချုပ်လိုက်โอเคဒီမှာတစ်ပင်ကျန်နေရဲ့နော်နှစ်ခုကြားထဲမှာနှစ်ခုလေးကြားထဲကိုထည့်မယ်နော်ဒီမှာဗီဒီယိုလေးတွေ့လားနောက်မှာဗီဒီယိုလေးတွေ့လားလို့လေနော်အဲ့ကနေချီကိုဆွဲထုတ်လာအပေါ်နှစ်ပင်ဖြစ်သွားရင်ဆူချုပ်နော်ဒါဆိုရင်3တန်းမြောက်ပြီးသွားပြီโอเคနောက်တစ်တန်းတက်ဖို့အတွက်ဒီဘက်ကိုနောက်တစ်တန်းတက်ဖို့အတွက်ဘာလုပ်မလဲဘူးလေးတစ်တိုင်းတက်မယ်တက်ပြီးဘက်ကိုလှည့်လိုက်ဒီလိုလေးနော်โอเคလွယ်ပါတယ်နော်အဲဆိုရင်မင်တီတီပဲပြတော့မယ်ဒီလိုလေးရသွားပြီနော်ဒါလေးကချီကြီးနဲ့ထိုးထားတာပေါ့နော်ဒါလေးကမင်းချီအသေးလေးနဲ့ထိုးထားတာပေါ့နော်ဒီလိုလေးချီအသေးနဲ့ဆိုရင်ဒီလိုလေးပါနော်ဒါလေးကမင်းချီကြီးတာလေးနဲ့ထိုးထားတာဒီလိုလေးနော်ဒီပါအလုံးပဲလိုက်ထိုးကြည့်လို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နောက်ပြီးကြလို့ရှိရင်ပြန်တွေ့မယ်ဒါလေးတွေကိုလိုက်ထိုးလို့အဆင်ပြေတယ်တပေါ်ကြတယ်ဆိုလို့ရှိရင်မမေရဲ့ page တွေရောဒီ YouTube channel လေးကိုရော subscribe လေးလုပ်ပြီးတော့မှ share ပေးခဲ့ဖို့အတွက်ကြိုးချင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်